American အလံလွှင့်ထူထားတဲ့သင်္ဘော2စင်းကိုအီရန်ရဲ့ပိတ်ဆို့ထားမှုကနေဖောက်ထွက်ပြီး Hormuz ရေလက်ကြားကနေဖျက်ဆီးနိုင်အောင်ကူညီပေးခဲ့တယ်လို့ American စစ်တပ်ကပြောပါတယ်။ American စစ်သင်္ဘောတစ်စင်းလှည့်ပြန်ခဲ့ရတယ်ဆိုတဲ့အီရန်ဘက်ကသတင်းတွေကိုတော့ American စစ်တပ်ကညှင်းဆိုလိုက်ပါတယ်။သမ္မတ Trump ကြေညာခဲ့သလိုသင်္ဘောတွေဘေးကင်းလုံခြုံစွာသွားလာနိုင်ရေးစစ်ဆင်လှုပ်ရှားမှုတစ်ခုကိုကူညီဆောင်ရွက်ဖို့ American စစ်သင်္ဘော2စင်းပင်လယ်ကွေ့တဲ့အခုခါရောက်ရှိနေပြီလို့ American အလဲပိုင်းဒေသစစ်ဌာနချုပ်ကပြောပါတယ်။ရေချောင်းခြေရာခံတဲ့အချက်လက်တွေအရသင်္ဘောအနေပါကသာရေလက်ကြားကနေဖြတ်မောင်းမှုလောလောဆယ်စ조사နေတာတွေ့ရပါတယ်။ရေလက်ကြားမှာရှိနေတဲ့ UAE ရေနံတင်သင်္ဘောတစ်စင်းကိုအီရန်က drone နဲ့ပြစ်မှတ်ထားတိုက်ခိုက်တာခံခဲ့ရတယ်လို့ UAE အစိုးရကပြောပါတယ်။အီရန်နဲ့ညှိနှိုင်းဆောင်ရွက်မှသာရေလက်ကြားကိုဘေးကင်းလုံခြုံစွာဖြတ်မောင်းခွင့်ရှိမယ်လို့အီရန်အစိုးရကအခိုင်အမာပြောနေပါတယ်။ American စစ်သင်္ဘောတစ်စင်းကိုသတိပေးပစ်ခတ်ခဲ့ကြောင်းအီရန်အစိုးရတာဝန်ရှိသူတွေကအစောပိုင်းကပြောပါတယ်။ American အီရန်စစ်ပွဲစတင်ခဲ့တဲ့လွန်ခဲ့တဲ့2လလောက်ကတည်းကစလို့နိုင်ငံတကာကုန်တင်သင်္ဘောရာပေါင်းများစွာနဲ့သင်္ဘောသား2000လောက်အဲ့ဒီနေရာမှာပိတ်မိနေကြပါတယ်ရှင်။ပြီးခဲ့တဲ့လကဖမ်းမိခဲ့တဲ့အီရန်ကုန်တင်သင်္ဘောတစ်စင်းပေါ်ကသင်္ဘောအမှုထမ်း22ဦးထဲက15ဦးကိုအမေရိကန်ကပြန်လွှဲပေးလိုက်ပြီလို့ပါကစ္စတန်နိုင်ငံအနောက်ပိုင်းဒေသန္တရအစိုးရတာဝန်ရှိသူတွေကပြောပါတယ်။ပါကစ္စတန်အစိုးရကတော့အဲ့ဒီအီရန်သင်္ဘောအမှုထမ်းအားလုံးကိုသူတို့လက်ထဲလွှဲပြောင်းပေးခဲ့ပြီလို့အစောပိုင်းကပြောခဲ့ပါတယ်။ဒါပေမဲ့အရေးအတွက်ကွဲလွဲနေမှုကိုတော့ရှင်းပြတာမျိုးမရှိခဲ့ပါဘူး။အီရန်စိတ်ကမ်းမြို့တွေကိုပိတ်ဆို့ထားမှုကိုချိုးဖောက်ခဲ့တယ်ဆိုပြီးTuskaဆိုတဲ့အဲ့ဒီအီရန်ကုန်တင်သင်္ဘောကိုအမေရိကန်စစ်တပ်ကသိမ်းဆည်းခဲ့တာဖြစ်ပါတယ်။အီရန်ဆိုရကတော့ဒါဟာပင်လယ်ဓမြမှုဖြစ်တယ်ဆိုပြီးပြစ်တင်ပြောဆိုခဲ့ပါတယ်ရှင်။အီရန်စစ်ပွဲစဖြစ်ခဲ့ပြီးနောက်ပိုင်းမက်လာမှာ UAE အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံဒူဘိုင်းလေဆိပ်မှာခီးသွား3ပုံ2ပုံရော့ကျသွားတယ်လို့ UAE အစိုးရကပြောပါတယ်။ပုံမှန်အားဖြင့်ကမ္ဘာလေယာဉ်အသွားအလာအများဆုံးဖြစ်တဲ့ဒူဘိုင်းနိုင်ငံတကာလေဆိပ်မှာခီးသွားအရေအတွက်2သန်းခွဲအထိရော့ကျသွားခဲ့ပါတယ်။ အမေရိကန်နဲ့အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေပေါ်လက်တုံ့ပြန်တဲ့အနေနဲ့အီရန်က UAE နိုင်ငံကိုတိုက်ခိုက်ခဲ့ရမှာဒူဘိုင်းလေဆိပ်အကြိမ်ကြိမ်ပြစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရပါတယ်။အခုအခါ UAE နိုင်ငံရဲ့လေကြောင်းပိုင်နက်ကိုအပြည့်အဝပြန်တိစောက်နိုင်ခဲ့ပြီမို့လေကြောင်းအသွားအလာတွေပြန်တိုးချဲ့နိုင်တော့မယ်လို့ UAE အစိုးရကမျှော်လင့်နေပါတယ်ရှင်။ Hunter virus လို့ယူဆရတဲ့ virus ပိုးကူးစက်ပြန့်နှံ့မှုတစ်ခုဖြစ်ပွားခဲ့တဲ့အပျော်စီးသင်္ဘောကနေနာမကျန်းဖြစ်နေတဲ့ခီးသည်2ဦးကိုသင်္ဘောပေါ်ကနေခေါ်ထုတ်ခွင့်တောင်းခံမယ်လို့အဲ့ဒီသင်္ဘောရဲ့ Dutch company ကပြောပါတယ်။အခုအခါအဲ့ဒီသင်္ဘောဟာ Cape Verde ကမ်းရိုးတန်းနားမှာကြောက်ချရပ်နားထားပါတယ်။အဲ့ဒီ MV Hondius သင်္ဘောပေါ်မှာဆိုးဝါးတဲ့ယောဂကူးစက်မှုဖြစ်ပွားခဲ့အပြီးမှာဒေသခံအာဏာပိုင်တွေနဲ့သင်္ဘောတာဝန်ရှိသူတွေညှိနှိုင်းပြောဆိုနေပါတယ်။အာဂျင်တီးနားနိုင်ငံကနေ Cape Verde စီကိုအသွားအတ္တလန်တစ်သမုဒ္ဒရာကိုဖြတ်မောင်းနေစဉ်သင်္ဘောပေါ်မှာအသက်ရှူလမ်းကြောင်းဆိုင်ရာဆိုးဝါးတဲ့ယောဂတစ်ခုဖြစ်ပွားခဲ့ပြီးသင်္ဘောပေါ်ပါလာသူခီးသည်3ဦးသေဆုံးသွားခဲ့ပါတယ်။နောက်ခီးသည်2ဦးလည်းတောင်အာဖရိကနိုင်ငံကအထူးကြက်မှတ်ဆောင်မှာဆေးကုသခံနေရပါတယ်။ Hunter virus ပိုးဟာကျွတ်တွေကနေပြန့်နှံ့ကူးစက်လေရှိပြီးအဲ့ဒီလူတွေတဲကအနည်းဆုံး2ဦး Hunter virus ပိုးကူးစက်ခံထားအကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကဓာတ်ခွဲစစ်ဆေးမှုတွေအရအတည်ပြုထားပါတယ်ရှင်။ယူကရိန်းနိုင်ငံကစိတ်ကမ်းအခြေခံအဆောက်အုံတွေအပေါ်ရုရှားက drone နဲ့တိုက်ခိုက်မှုတွေအကြီးအကျယ်တိုးမြင့်လုပ်လာနေတယ်လို့ယူကရိန်းအစိုးရထိပ်တန်းတာဝန်ရှိသူဒုတိယဝန်ကြီးချုပ် Oleksiy Kuleba ကပြောပါတယ်။ January လနဲ့ April လအတွင်းdrone တိုက်ခိုက်မှု800ကျော်ရှိခဲ့ပြီး2025ခုနှစ်ကလာတူကာလအတွင်း drone တိုက်ခိုက်မှုက85ခုသာရှိခဲ့တယ်လို့သူကပြောပါတယ်။ဒါပေမဲ့လည်းစိတ်ကမ်းတွေဆက်လက်လဲပတ်နေပြီးအခုနှစ်မှာကုန်တင်ပစ္စည်းတန်ပေါင်းတန်း30နီးပါးပို့ဆောင်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ယူကရိန်းနိုင်ငံကတခြားနေရာတွေမှာရုရှားရဲ့အခုနောက်ဆုံးတိုက်ခိုက်မှုတွေကိုကြည့်မယ်ဆိုရင်နိုင်ငံအရှေ့မြောက်ပိုင်း Kharkiv ဒေသကမီရီဖာမြို့ပေါ်ကို drone နဲ့တိုက်ခိုက်ခံခဲ့ရမှုအတွင်းလူ9ဦးသေဆုံးခဲ့ပြီး18ဦးဒဏ်ရာရခဲ့ပါတယ်ရှင်။နာဇီဂျာမနီကိုဆိုဗီယက်ပြည်ထောင်စုကအောင်ပွဲခံအနိုင်ရတဲ့အထိမ်းအမှတ် Victory Day မေလ9ရက်နေ့စစ်ရေးပြအခမ်းအနားကိုမော်စကိုမြို့ရင်ပြင်နီမှာမကျင်းပခင်9ရက်အလိုမှာပဲမော်စကိုမြို့တော်ကအဆောက်အုံတစ်ခုကိုယူကရိန်းရဲ့ drone ထိမှန်ခဲ့ပါတယ်။နောက် drone 2ခုကိုတော့ကြားဖြတ်ဟန့်တားနိုင်ခဲ့ပါတယ်။အကြမ်းဖက်တိုက်ခိုက်မှုအဖြစ်ရုရှားအစိုးရကဖော်ညွှန်းထားတဲ့တိုက်ခိုက်မှုအန္တရာယ်ရှိနေတာကြောင့်စစ်ရေးပြအခမ်းအနားကိုရှော့လုပ်ဖို့စီစဉ်ထားပြီးဖြစ်ပါတယ်ရှင်။
မြန်မာစစ်တပ်ရဲ့စစ်ရာဇဝတ်မှုကျူးလွန်မှုတွေနဲ့ပတ်သက်ပြီးအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့တီမောလက်စတေနိုင်ငံမှာချင်းလူခွင့်ရေးအဖွဲ့ CHRO ကတရားသွားဆွဲဆိုထားတဲ့အမှုကိုပြီးခဲ့တဲ့ရက်ပိုင်းမှာပဲတီမောပထမတန်းတရားရုံးစီတင်သွင်းလိုက်နိုင်ပြီလို့သိရပါတယ်။အခုလိုတင်သွင်းခွင့်ရရှိတာဟာအမှုရဲ့နောက်တစ်ဆင့်ကိုတက်ရောက်လာခဲ့တာလို့ CHRO ဘက်ကပြောပါတယ်။ဥပဒေပညာရှင်တွေကတော့တရားရုံးရဲ့ဥပဒေဌာနကိုရောက်လာတဲ့အဆင့်သာဖြစ်တယ်လို့ဆိုပါတယ်။ဒီအကြောင်းကိုသူရကပြောပြပေးမှာပါ။ မြန်မာစစ်တပ်ရဲ့ချင်းပြည်သူတွေပေါ်စစ်ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုတရားစွဲဆိုတိုင်းဖို့ဆိုပြီးပြီးခဲ့တဲ့ဇန်နဝါရီလမှာရှေ့တီမောနိုင်ငံတရားရေးဌာနမှာတိုင်ကြားခဲ့တာပါဇန်နဝါရီနောက်ဆုံးပတ်မှာတီမောရှိနေချုပ်ရုံးက CHRO ရဲ့အမှုဖွင့်မှုကိုလက်ခံခဲ့ပြီးအခုမေလ1ရက်နေ့မှာအဲ့ဒီအမှုကိုဒီလီမြို့မှာရှိတဲ့ပထမတန်းတရားရုံးကိုတင်သွင်းခွင့်ရရှိခဲ့တာလို့ CHRO ဘက်ကအတည်ပြုပါတယ်အခုနောက်ဆုံးရောက်နေတဲ့အခြေအနေပေါ်တရားစွဲဆိုခဲ့တဲ့ချင်းလူခွင့်ရေးအဖွဲ့ CHRO ရဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းမန်ဟဲလီယန်ကအခုလိုပြောပါတယ်တရားစွဲဆိုထားတဲ့ဟာကိုဒီမောရဲ့တရားရုံးကလည်းခံပြီးတယ်ပြီးတော့ကျွန်တော်ရဲ့ဒီမောနိုင်ငံမှာရှိတယ်ကျွန်တော်ရှိလို့ဆိုရတယ်တရားရုံးဌာနကိုတွေ့ပြီးတော့တရားရုံးကဆွေးချက်ကိုစိုက်စိတ်ဖို့လေလောက်ဆောင်တော့မယ်ဆိုတဲ့ဟာကိုကျွန်တော်အကြောင်းလာကြတာဆိုဒီဟာကတကယ်ကိုကျွန်တော်ရဲ့ကြီးမားတဲ့အပြောင်းအလဲလို့ကျွန်တော်တို့ဆရာတော်တက်တော်ညာနှစ်ခုစစ်စေးကာလအတွင်းမြန်မာစစ်တပ်ရဲ့ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေနဲ့ပတ်သက်လို့အခုလိုတရားစွဲဆိုဖို့ပြင်ဆင်ခဲ့တာလို့ CHRO ကပြောထားပါတယ်အဲ့ဒီအမှုတဲဖိုင်မှာမြန်မာစစ်တပ်ကချင်းဒေသခံတွေပေါ်ကျူးလွန်ခဲ့တဲ့ဆိုတဲ့အမှု9မှုပါဝင်ပါတယ်အမှုတင်သွင်းခွင့်ရရှိခဲ့ပေမဲ့ဒီအမှုနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်ရအောင်မှာဖြစ်တယ်လို့အမှုကိုတရားရုံးကလက်ခံဖို့လက်မခံဖို့နဲ့ဘလို့အဆင့်တရားရုံးတွေကကင်တွယ်ရမယ်ဆိုတဲ့အဆင့်တွေကိုတရားသူကြီးတွေကဆုံးဖြတ်ကြရအောင်မှာဖြစ်တယ်လို့ဥပဒေပညာရှင်တွေကပြောပါတယ်ဒီပေါ်တရားလွှတ်တော်ရှိနေတဲ့နိုင်ငံတကာဥပဒေပညာရှင်များကော်မရှင်ရုံးဥပဒေအကြံပေးဒေါ်စာလီအေးကအခုလိုရှင်းပြပါတယ်မြန်မာနိုင်ငံအနေထားနဲ့ညှိနှိုင်းပြီးပြောမယ်ဆိုအခုမှအမှုလက်ခံရေးဌာနအမှုသွားတင်နေတယ်ဆိုတော့ process မှာပဲရှိပါသေးတယ်ဆိုတော့လက်ခံတင်မတင်ကြားနာရတဲ့အဆင့်တွေရှိအောင်ပဲတော့နံပါတ်1ကတည်းကဘာကိုစဉ်းစားမှလဲဆိုတော့စီရင်ပိုင်ခွင့်အာဏာရှိမရှိပြီးလဲပြီးတော့ဒါနဲ့ပတ်သက်ပြီးတော့မှတရားရုံးရဲ့စီရင်တော့တယ်ဆိုတော့အဲ့ဒီမှာတို့တရားသူကြီးတွေကလည်းတုံ့တက်အောင်မှာဆိုတော့အဲ့ဒီအဆင့်တွေကလို့သေးတယ်ပေါ့နော်မြန်မာစစ်တပ်ဘက်ကတော့တီမောဟာအာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်တယ်လို့ဆွဆွဲခဲ့ပြီးရန်ကုန်မှာရှိတဲ့တီမောတန်ယုံအကြီးအကဲကိုနေပြီးတော့ဆင့်ခေါ်ကမြန်မာကနေထွက်ဖို့အခုနှစ်ဖေဖော်ဝါရီလထဲမှာပဲစာထုတ်ခဲ့ပါသေးတယ်။ဒါအပြင်ရခိုင်မြောက်ပိုင်းကလူမျိုးတုံးတပ်ဖြတ်မှုဖြစ်စဉ်နဲ့ပတ်သက်လို့အင်ဒိုနီးရှားနိုင်ငံမှာပါတရားစွဲဆိုခံရပြီးဒီပေါ်အင်ဒိုနီးရှားနိုင်ငံဘက်ကတရားဝင်လက်ခံထားပါတယ်ခင်ဗျာ။တော်တော်ရှင်များရှင်ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာတိုက်ပွဲအပြင်းထန်ဖြစ်နေပြီးဒေသခံတွေလည်းဘေးလွတ်ရာထွက်ပြေးနေရတယ်လို့အဲ့ဒီမှာနေထိုင်သူတွေကပြောပါတယ်ဖားကန့်မှာပြီးခဲ့တဲ့ဇန်နဝါရီလကတည်းကပြစ်ခတ်မှုဖြစ်လိုက်ပြန်ရက်သွားလိုက်ဖြစ်နေခဲ့တာပါအဲ့ဒီကလက်ရှိတိုက်ပွဲအခြေအနေနဲ့အတူထိခိုက်ဒဏ်ရာရသူတွေနဲ့ပိတ်မိနေသူတွေရဲ့အခြေအနေအကြောင်းမသိသိတွေကပြောပြမှာပါလုံခင်းရွာတွေကဆေးရုံကုန်းဘက်မှာစစ်တပ်နဲ့ KIA ပူးပေါင်းတပ်တွေတိုက်ပွဲအပြင်းထန်ဖြစ်နေတယ်လို့လုံခင်းဒေသခံတွေကပြောပါတယ်။လုံခင်းကျေးရွာအုပ်စုအပြင်မော်စီစာကျေးရွာဘက်မှာပါတိုက်ပွဲဖြစ်နေတာလို့မြေပြင်အခြေအနေသိရှိသူတွေကပြောပါတယ်။အင်အားရချီပါတဲ့စစ်တပ်စစ်ကြောင်းကိုတော်လိုင်းရင်ပူးပေါင်းအဖွဲ့တွေတိုက်ခိုက်ရာကနေတိုက်ပွဲဆဖြစ်တာလို့သိရပါတယ်။အဲ့ဒီမှာရှိတဲ့ဒေသခံတချို့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ထားတဲ့ဗီဒီယိုဖိုင်တွေထဲမှာလည်းဖက်ကမှာလက်နဲ့ကြီးရောလက်နဲ့ငယ်အတန်တွေပါကြားနေရပါတယ်။လုံခင်းဘက်မှာနေထိုင်သူတချို့ကတော့ဘေးလွတ်ရာကိုထွက်ပြေးနေရပြီးတချို့ကလည်းဘေးကင်းမဲ့ထင်တဲ့နေရာမှာပုန်းနေကြရတာကြောင့်တိုက်ပွဲတွေပိတ်မိနေတယ်လို့ဆိုပါတယ်ဖက်ကန့်မြို့ထဲမှာမြေပြင်လှုပ်ရှားမှုတွေပဲရှိရကနေတိုက်ပွဲပြင်းထန်လာတာလို့ဖက်ကန့်ဒေသခံတွေကပြောပါတယ်လောလောဆယ်တိုက်ပွဲဖြစ်တာတော့ဒီဖက်ကန့်လုံခင်းအုပ်စုပေါ့နော်အဲ့မှာခေါကွင်းစေုံကုန်းမှာအဓိကဖြစ်တာပါကျန်တဲ့နေရာတွေကတော့အဲ့ဒီမော်စီစာနံပါတ်ဖြစ်နေအဲ့ဒီမှာပရိုရှင်ရုံဘက်တွေမှာဖြစ်ကြတာနှစ်နေရာလောက်ဖြစ်တာပေါ့တမျိုးနယ်လုံးနှီးပါပဲအတန်တွေပြန်ပြီးမှကြားလာရတာပေါ့ဒေသခံတွေကတော့လောလောဆယ်တိုက်ပွဲဖြစ်ပွားတဲ့နေရာကတော့အသွားလာမလုပ်ပဲကိုယ့်ရင်ကိုယ်လုံခြုံတဲ့နေရာတွေမှာနေကြရတာပေါ့ဗျာတချို့လည်းအစိုးရင်လုံပြီးရှောင်သွားတဲ့လူတွေလည်းရှိပါတယ်တချို့လည်းအဲ့လိုမျိုးနီးစပ်ရတွေမှာရှောင်တိန်သွားတဲ့လူတွေလည်းရှိတာပေါ့ဒါအပြင်ဖက်ကန့်ဗျူဟာကုန်းကနေစစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကြီးတာရောက်ပောက်ကွဲတာကြောင့်ဂရေရွာနဲ့လေပြင်းရွာမှာဒဏ်ရာရရှိသူတွေရှိတယ်လို့သိရပါတယ်နေအိမ်ထိခိုက်တာရောဒဏ်ရာရသူတွေပါရှိပေမဲ့အတိအကျတော့မသိရသေးဘူးလို့မြေပြင်အခြေအနေသိရှိသူတဦးကပြောပါတယ်အဲ့ဒီမှာထိတာလူလက်ထိခိုက်မှုတော့ရှိတယ်ဒါပေမဲ့ပဲနေအိမ်မြောက်ထိခိုက်တာလည်းတော့ကျွန်တော်တို့မသိဘူးထိတာတော့တေချာတယ်တိုက်ပွဲမဖြစ်ခင်ဧပြီလ22ရက်နေ့ကနေစပြီးမိုးကောင်းကားမိုင်းဖက်ကန့်လန်းကို KIA ဘက်ကရဲ့အကန့်အသတ်မရှိပိတ်ခဲ့တာပါ
KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကတော့လုံခင်းစေယုံအနားမှာစစ်တပ်ဘက်ကစစ်ကြောင်းနေရာချပြီးတပ်တီဆောက်ဖို့ပြင်ဆင်နေတယ်လို့သတင်းကြတာကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ဒီကနေ့မနက်9 နာရီခွဲကနေ10 နာရီလောက်အထိတိုက်ပွဲဖြစ်ခဲ့တယ်လို့ပြောပါတယ်။တစ်ဖက်မှာလည်းစကိုင်းနဲ့ကချင်ဘက်ကအင်းတော်မျိုးပြန်သိမ်းသွားတဲ့စစ်ကြောင်းဟာလက်ရှိမော်လူဘက်ကိုရောက်နေပြီလို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းကတဆင့်ပြည်တွင်းကိုတည်ယူနေတဲ့တရုတ်ကုန်စည်တွေကိုဒီရက်ပိုင်းကစပြီးစီမံချက်နဲ့ဖမ်းဆီးနေတယ်လို့ရှမ်းမြောက်ဒေသခံတွေနဲ့ကုန်သည်တွေကပြောပါတယ်။တရုတ်နယ်စပ်ကုန်သွယ်ရေးတရားဝင်ပြန်မဖွင့်သေးချိန်အခုလေဖမ်းဆီးမှုတွေကြောင့်ကုန်စည်စီးဆင်းမှုအပေါ်ဘယ်လိုရိုက်ခတ်လာနိုင်မှာလဲ။မတ်ရွှေပိုးနီကပြောပြမှာပါ။ တရုတ်ကုန်ပါတဲ့ကားတွေကိုတီဘောမြို့နဲ့မိုင်းရယ်မြို့တွေကနက်လန်ကျေးရွာမှာစစ်တပ်နဲ့ဌာနဆိုင်ရာတွေပေါင်းပြီးမေလ3 ရက်နေ့မနေ့ကစလို့ရက်တရာစီမံကိန်းအနေနဲ့ဖမ်းဆီးနေတာလို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်ပြည်တော်စုလမ်းမဘက်ပြင်ဦးလွင်အဝင်ကဝုံဝန်ဂိတ်မှာလည်းပြင်ဦးလွင်နဲ့မန္တလေးကိုပို့မဲ့ကုန်စည်တွေကိုအလားတူဖမ်းဆီးနေတာလို့ဆိုပါတယ်။ရက်တရာစီမံကိန်းလို့သာသိရပြီးဘာကြောင့်ဖမ်းဆီးစစ်ဆေးရဲဆိုတာနဲ့ဘလို့ကုန်စည်တွေကိုဖမ်းဆီးမယ်ဆိုတာလည်းမသိရဘူးလို့ကုန်သည်တွေကပြောပါတယ်။တရုတ်စာလုံးနဲ့ရေးသားထားတဲ့ချက်ဖာနဲ့ပစ္စည်းမှန်သမျှကိုဖမ်းဆီးသိမ်းယူနေတာဖြစ်ပြီးစားတော့ကုန်တချို့ကိုပြန်ပေးပေမဲ့အဝတ်အထည်နဲ့လူသုံးကုန်တွေကိုတော့ပြန်မပေးဘူးလို့ရှမ်းမြောက်ဒေသခံတွေကပြောကြပါတယ်။လက်ရှိဖမ်းဆီးနေတဲ့အခြေအနေပေါ်ရှမ်းမြောက်ဒေသခံတအူပြောပြတာက တရုတ်ပြန်လာတဲ့ကုန်ဆိုရင်တရုတ်ရဲ့တစိမ့်ပါတဲ့ဟာမှန်တယ်များဆိုအကုန်ဆွဲချတာတော့ဆိုပေဦးစစ်တပ်ကိတ်ပဲရောက်ရင်အဲ့လိုမျိုးအကြီးပဲဖြစ်တရုတ်စာတန်းပိုင်အကုန်ဖမ်းတာဘာလို့ဖမ်းတာလဲတော့မသိရဘူးရှင်ဖမ်းတာတော့ကြာပြီဟိုအရင်တော့ကလည်းခဏခဏဖမ်းတယ်တို့ပစ္စည်းသိမ်းလိုက်တာများတယ်ကုန်တယ်ကြီးတွေတော့မသိဘူးဒီကုန်တယ်အသေးလေးတွေရှိရဖမ်းရင်ပြန်မပေးဘူးရှင်ရှမ်းမြောက်မှာကုန်သွယ်နေသူတဦးကတော့ကြောက်မဲတီဘောကွတ်ခိုင်သိန်းဒီပါဝင်မြို့နယ်15ခုကိုဧပြီလ25 ရက်နေ့မှာရေးပေါ်အခြေအနေကြီးညာပြီးကြတဲ့ကတရုတ်ကုန်စည်တွေကိုအကြောင်းပြချက်မရှိစတင်ဖမ်းဆီးနေတာလို့ပြောပါတယ်ပြင်ဦးလွင်ဘက်ဝဝင်ဂိတ်မှာကားသေးတွေကိုခံဝင်နဲ့ပြန်လွှတ်ပေးပေမဲ့ကားလက်နဲ့ကားကြီးတွေကိုတော့ဖမ်းထားတာတွေ့တယ်လို့ကိုယ်တိုင်တွေ့ခဲ့သူတွေကပြောပါတယ်ရှမ်းမြောက်ကကုန်ကားမောင်းသူတူပြောပြတာကအရင်မတိုင်မရက်စားတော့ကုန်3 သိန်းဆိုပြီးတယ်တရုတ်ပြည်ကူကိုကြာလို့အမို့လို့စီရတယ်ချားဟိုကားပစ္စည်းတို့အထည်တို့ဖနက်တို့ဆိုရင်စစ်တပ်ကဝဝင်ဂိတ်မှာဖမ်းတယ်မှားတာတော့ကိုလန်းချောင်းနဲ့ကိုညှိရတာပေါ့လေအဲတော့ပေးရတယ်20 30 45အဲ့လိုဒီကုန်တယ်ဒါတွေကပစ္စည်းတော့ပြန်သိမ်းလိုက်တယ်ကားနဲ့လူနဲ့ကားဆရာနဲ့တော့ပြန်လွတ်ပြီးအဲ့လိုရှိကြောင်မဲတို့လားချိုးတို့ကုတ်ခိုင်တို့တိန်ကြီးတို့သူကအရေးပေါ်ဒေသဆိုကျင်ညာပြီးတည်းကစခိုင်းတာပြန်ပြီးတော့ပစ္စည်းလေးမှလည်းတက်တယ်အခုလမ်းကြောင်းကအခုဒေါ်လန်ပြန်သွားပြီဆိုတော့အခါပြန်တက်နေဇက်ဂိတ်တွေပြန်မဖွင့်သေးချိန်ကုန်သည်တွေဟာမူဆယ်အပြင်ချင်းရွှေော်နဲ့လောက်ကင်ကနေပါတနိုင်တည်ယူပြီးလမ်းကြောင်းမျိုးစုံနဲ့ပြည်တွင်းထဲကိုတည်ယူနေရတာလို့ကုန်သည်တွေကပြောပြကြပါတယ်အခုချိန်ဒီလိုဖမ်းဆီးမှုကနေကုန်စည်စီးဆင်းရေးပုံမခက်ခဲလာပြီးပြည်တွင်းမှာတရုတ်ကုန်စည်အရင်ထက်ပိုရှားပါလာနိုင်တဲ့အပြင်တစ်ဖက်မှာလည်းလမ်းကြောင်းကြန့်ကြာပြီးကုန်ကျစရိတ်ပိုများနေတာကြောင့်ကုန်စည်ဈေးနှုန်းတွေပိုမိုမြင့်တက်လာနိုင်တယ်လို့လည်းသုံးသပ်မှုတွေရှိနေပါတယ်